အိတ်ခမ်းတင်29တက်ဝန်ထမ်းတင်600ကျော်အန်တိုရီယာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးမိုကက်ရှ်အမ်ဘန်နီနေထိုင်နေတဲ့ကမ္ဘာဈေးကြီးဆုံးနေအိမ်အန်တီလီယာဆိုင်ထဲမှာဘာတွေရှိလဲဆိုတာသင်သိပါသလားဒီအိမ်ကြီးကတော့ဒေါ်လာ2ဘီလီယံတန်ကြီးရှိတဲ့အန်တိုရီယာအချမ်းသာဆုံးတထေးကြီးမိုကက်ရှ်အမ်ဘန်နီရဲ့နေအိမ်အန်တီလီယာပဲဖြစ်ပါတယ်အန်တိုရီယာနိုင်ငံမမိုင်းမြို့လယ်မှာရှိတဲ့ဒီအိမ်ကြီးကအထက်ပေါင်း29တန်းမြင့်ပါတယ်။ဒါပေမဲ့အထက်တိုင်းကအမြင့်ကြီးတွေဖြစ်လို့တာမန်တိုက်အမြင့်ဆိုရင်အထက်60နီးပါးလောက်ကိုမြင့်မာတာပါ။ Area Student Pay 4သိန်းကျော်ကျယ်ဝန်းပြီးတော့အမ်ဘန်နီအပွားဝင်သူ့ရဲ့မိသားစုဝင်9ယောက်ပဲဒီအိမ်ကြီးထဲမှာနေထိုင်ကြတာဖြစ်ပါတယ်။ဒီအိမ်ကြီးကိုထိန်းသိမ်းနိုင်ဖို့အတွက်ဝန်ထမ်းပေါင်း600ကျော်ခန့်အပ်ထားပြီးတော့သူတို့က24နာရီလုံးတာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။အိမ်ရဲ့အောက်ထပ်6ထပ်လုံးကကားကိုရောင်နေဖြစ်ပြီးတော့ကားအစီးရေ168စီးထိကိုထားလို့ရပါတယ်။နောက်ပြီးလူ90စာဆက်နဲ့ကိုပိုင်ရုပ်ရှင်ရုံနဲ့ရေကူးကန်တွေအားကစားခန်းမနဲ့အလှပြင်ဆိုင်တွေလည်းပါဝင်ပါတယ်။အမိုးပေါ်မှာလည်းရဟတ်ရင်ဆင်းသက်ဖို့အတွက်ကွင်း3ခုတောင်ထားရှိထားပြီးတော့အန်ဒရီယာနိုင်ငံမမိုင်းမျိုးရဲ့ဘူအိုက်တဲ့ရာသီဥတုကိုအန်တုနိုင်ဖို့အတွက်အိမ်ထဲမှာနှင်းတွေကျနေမဲ့ snow room လို့ခေါ်မဲ့နှင်းခမ်းမတစ်ခုတောင်ဖန်တီးထားပါသေးတယ်။ဒီအိမ်ကြီးကို Richter scale 8အဆင့်ရှိတဲ့ငလျင်တန်းကိုတောင်မှခံနိုင်ရှိအောင်တည်ဆောက်ထားတာဖြစ်ပါတယ်။နောက်ထပ်ထူးခြားတာကတစ်ထပ်နဲ့တစ်ထပ်ဒီဇိုင်းချင်းမတူညီအောင်ဖန်တီးထားပြီးတော့သုံးထားတဲ့ပစ္စည်းတွေကလည်းအကောင်းစားစကြင်ကြောင်းနဲ့ပုံဆောင်ခဲခရစ်စတယ်တွေသာဖြစ်ပါတယ်။အန်တီလီယာဆိုင်ကြီးကရိုးရိုးနေအိမ်တစ်ခုတည်းမဟုတ်ဘဲနဲ့အန်ဒရီယာရဲ့စီးပွားရေးအင်အားနဲ့မိုကက်ရှ်အမ်ဘန်နီရဲ့ကျွဲဝါမှုကိုပြသနေတဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်။တင်ရောဒီလိုအင်ကြီးမျိုးမှာနေထိုင်ခွင့်ရမယ်ဆိုရင်ဘာကိုအရင်ဆုံးလုပ်မလဲ comment မှာပြောခဲ့ကြပါဦးနော်။